အားလုံးပဲမင်္ဂလာပါ The Story Time နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကျွန်တော်တို့နားထောင်ရမယ့်အကြောင်းအရာလေးတွေကတော့မြင်အပ်မမြင်အပ်တဲ့ပြည်တွင်းပြည်ပအကြောင်းအရာလေးတွေကိုကျွန်တော် collection နဲ့ကျွန်တော်ပြုလုပ်ပြီးတော့မှာဖြစ်ပါတယ်ပြည်ပကအကြောင်းအရာလေးတွေကကျွန်တော်ကိုယ်တိုင်ဖတ်သိထားတဲ့ဖြစ်ရမှန်ပုံပြင်လေးတွေပါသလိုပြည်တွင်းအကြောင်းအရာလေးတွေကကျွန်တော်လာပို့ပေးထားတဲ့တကယ်ချင်းပေါင်းသင်းတွေရဲ့အကြောင်းအရာလေးတွေပါမယ်ပေါ့နော်ဆိုတော့ပို့ပေးတဲ့သူတွေတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ပထမဦးဆုံးကျွန်တော်လက်ပြတ်လေးဝတ်ထားလို့အမြင်ရိုင်းသွားတည်ရှိတော့ sorry ပါရာသီတို့ကလည်းပူတယ်ဗောနော်ဒါပေမဲ့ပူတယ်ဆိုပေမဲ့ဒီနေ့ကမိုးရွာတယ်မိုးမိထားတယ်ဗောနော်မိုးမိတော့ကျွန်တော်ခုနကခေါင်းလျှော်ရေးချိုးထားတဲ့ခါမှာနာနေနဲ့ပိတ်ချင်တယ်လို့ဖြစ်လာလို့ sticker လေးကျွန်တော်ကတ်ထားတယ်ဗောနော်အမြင်တွေပါရှုပ်သွားလို့ရှိရင်တော့ခွင့်လွှတ်ပေးပါကိုအောင်မယ်ဗောနော်ကဲအဲ့ဒါဆိုလို့ရှိရင် story 1ကိုစလိုက်အောင် story 1ကကြတော့ American နိုင်ငံ Texas ပြည်နယ်မှာရှိတဲ့ဒီ Abilene ဆိုတဲ့မြို့မှာလူအပြောအရမ်းများတဲ့ဒီ Avalanche ပုံပြင်လေးတစ်ပုဒ်ရှိတယ်ဖြစ်ရမှန်ပုံပြင်လေးတစ်ပုဒ်ရှိတယ်အဲ့ဒါကဘလို့ခေါင်းစဉ်လဲဆိုလို့ရှိရင်မျက်လုံးအမဲရောင်တဲ့ကလေးတွေဆိုပြီးတော့အဲ့လိုခေါင်းစဉ်နဲ့လူသိများတယ်ပေါ့နော်တနေ့မှာအမျိုးသမီးတစ်ယောက်ကသူ့နာမည်က Michelle ပေါ့နော် Michelle ကသူကအသက်အားဖြင့်က60ကျော်နေပြီဆိုတော့ဒီနိုင်ငံကမိဘတွေနဲ့သားသမီးတွေကသားသမီးတွေကသူတို့အိမ်နဲ့သူတို့တည်တံ့နေတဲ့ခါကျတော့ Michelle ကကျတော့သူ့အိမ်နဲ့သူပဲသူနေနေတာပေါ့နော်ဆိုတော့အဲ့သူနေတဲ့အိမ်ကသူနေလာတဲ့တက်တန်းကနှစ်40တောင်ကျော်နေပြီအဲ့အိမ်ကဆိုတော့အရှိမသူဖြတ်တန်းလာခဲ့တဲ့ဒီ experience ရကအဲ့အိမ်ကဘာအရေးအယောင်မှလည်းမရှိသလိုဘလို့မှဒီမြင်အမမြင်တဲ့အကြောင်းအရာလေးတွေပြောရမယ်ဆိုတော့တရေမချဘူးကွာဘာမှမဖြစ်တာပေါ့နော်ဆိုတော့သူနေတာလဲကြာနေပြီပေါ့နော်ဒါပေမဲ့အိမ်ညမှာမိုးရွာနေတဲ့ညတညဖြစ်တယ်တိတ်ဆိတ်ပြီးတော့လူတိုင်းကကိုယ့်အိမ်ထဲမှာပဲကိုရှိနေတဲ့အချိန် TV ကြည့်နေတဲ့အချိန်ဖြစ်ချင်တော့အိမ်တွေကသူ့သားအငယ်ဆုံးလေးကသူ့အိမ်ကိုလာလဲမယ်ဆိုပြီးတော့ညအိမ်မယ်ပေါ့နော်လာမယ်ဆိုပြီးတော့သူကစောက်နေတာပေါ့နော်ဖုန်းကြိုဆက်ထားတယ်ပေါ့နော်သူစောက်နေရင်းနဲ့သူ့သားမရောက်လာတော့သူကစောက်ရင်းနဲ့7နာရီထိုးသွားတယ်လူကြီးတွေကသူ့အနေနဲ့ကပုံမှန်ဆိုလို့ရှိရင်8နာရီ9နာရီဆိုလို့ရှိရင်အိယာဝင်လေးရှိတယ်ပေါ့နော်ဒါပေမဲ့အိမ်နေမှာကြတော့သူ့သားလေးကလာလဲမယ်ဆိုတော့မိဘဆိုတော့လေနော်စောက်ရင်းနဲ့သားကမရောက်လာဘူးမရောက်လာတဲ့အခါမှာဒီတားဖြစ်သူကဖုန်းဆက်လာတယ်သူ TV ကြည့်ရင်လည်းစောင့်ရင်လည်းဖုန်းကဝင်လာတယ်ပေါ့နော်ဖုန်းကောက်ကန်လိုက်တဲ့အချိန်မှာသူ့သားကဒီလမ်းမှာပေါ့နော်အဲ့လိုလမ်းကဘားတနေရမှာတကယ်ချင်းတွေနဲ့စုံပြီးတော့ဘားထဲမှာပဲညလုံးပေါက်တောက်တော့မယ်ဆိုပြီးတော့မနေ့ကမှပဲအမေအိမ်ကိုလာခဲ့မယ်ဆိုပြီးတော့ okay ဆိုပြီးတော့အဲ့မှာဖုန်းချပြီးတော့သူကကြည်လက်စဒီဇလန်ကိုပေါ့နော်ပြီးပြအောင်သူကြည့်လိုက်မယ်ဆိုပြီးတော့အဲ့7နာရီဝန်းကျင်မှာသူကထိုင်ကြည့်နေညဘက်ပေါ့နော်ဆိုတော့ပဝန်းကျင်ကလည်းတိတ်ဆိတ်နေရပဲသူနေတဲ့အိမ်ကဆိုတော့ Texas လိုနေရာမျိုးမှာကအဲ့လိုမျိုးနေအိမ်တွေကအရန်ကြီးတဲ့အိမ်နဲ့တဲ့အိမ်ကအရန်ကြီးနီးနီးကက်ကက်တွေမရှိဘူးလေနော်ဆိုတော့တဲ့အိမ်နဲ့တဲ့အိမ်ကနည်းနည်းချားတယ်အဲ့လိုတီးသက်ဆန်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာ तू ကထိုင်ကြည့်နေပေါ့နော်ပဝန်းကျင်ကလည်းတိတ်ဆိတ်နေတဲ့အချိန်မှာ तू ဘာအတန်ကြားရလဲဆိုလို့ရှိရင်သူ့အိမ်ရဲ့တကားခောက်တန်ပေါ့နော်တကားခောက်တဲ့အတန်ကလေတကယ်ကိုဒေါကြီးမောကြီးနဲ့တုံအဲ့လိုမျိုးခောက်တာပေါ့နော်အဲ့ဒါနဲ့ तू ကဘာတွေးထင်သွားလဲဆိုလို့ရှိရင်တမ ्या နဲ့အဲ့လိုမျိုးလူရမှုလို့သူထင်သွားတာပေါ့နော်အဲ့ဒီချိန်ဆိုတော့7နာရီခွဲဝန်းကျင်မှာဒီလိုမျိုးဒေါကြီးမောကြီးနဲ့တကားထုနေဆိုဘာများဖြစ်တာလဲပေါ့နော်နောက်တစ်ခုကသူထင်သွားတာကဒါဒီည7နာရီအထိသူက TV ကြည့်နေတဲ့ခါကျတော့ဘေးအိမ်တွေကပဲအဲ့လိုမျိုးလေလာတဲ့လမ်းကြောင်းတိုင်းဒီသူဖွင့်ထားတဲ့ TV အတန်ကြောက်အိမ်နီးနားချင်းတွေကသူ့ကိုလာပြီးတော့ complaint တက်တာလားပေါ့နော်အဲ့ဒါနဲ့သူထင်သွားတဲ့အချိန်မှာသူကအထက်ကနေပဲမေးတယ်ပေါ့နော်အော်မေးလိုက်တယ်ပေါ့နော်ဘသူလဲပေါ့နော်အဲ့လိုမေးလိုက်တဲ့အချိန်မှာဘာမှအတန် response မပေးဘူးပေါ့နော်အဲ့ဒါသူကတစ်ချက်လောက်ငြိမ်နေလိုက်တယ်ပေါ့နော် TV တန်ကိုတိုးပြီးတော့တစ်ချက်လောက်ငြိမ်ပြီးတော့နားထောင်နေတဲ့အချိန်မှာနောက်ထပ်တစ်ခေါက်တုံဆိုပြီးတော့အဲ့လိုမျိုးတကားခောက်တန်ကြားရတဲ့အခါမှာသူကတကားနားကိုအထက်ကနေပေါ့နော်တကားနားကိုတိုးကပ်ပြီးတော့သူကနားထောင်လိုက်တဲ့အချိန်မှာအသက်ရှူတန်ပြင်းကသူကကြားရတယ်ပေါ့နော်တာတိချသွားပြီးသူ့အိမ်ရှိမှာလူရှိနေပြီဆိုတာတေချာတော့ပြီပေါ့နော်အိတ်ခါတော့ကဒီကင်မရာတွေလည်းမရှိသလိုဒီမှန်ပြောင်းတွေကလည်းရှိတဲ့အိမ်မှာရှိတာကိုဆိုတော့သူကနားထောင်နေတာပေါ့နော်အဲ့ဒါနဲ့တုံနောက်တစ်ခေါက်ထုပြန်ပြီးအဲ့ဒါနဲ့သူကမေးလိုက်တယ်ပေါ့နော်ဘသူလဲဆိုပြီးတော့သူလဲတော်ကြီးမောကြီးနဲ့ပြန်မေးလိုက်တဲ့အချိန်မှာသူ့ကိုဘာပြန်ပြောလဲဆိုလို့ရှိရင်အမေရဲ့သားပါဆိုပြီးတော့အဲ့လိုမျိုးပြောရတယ်ပေါ့နော်သားပါတဲ့ cabin ပါတဲ့သူ့သားနာမည် cabin လာလဲမယ်ဆိုတော့သားရဲ့နာမည် cabin ပေါ့နော်ဆိုတော့သားပါဆိုပြောလိုက်တဲ့အချိန်မှာcabin ရဲ့နေဒီချိန်မှာနေမလာဘူးဆိုပြီးတော့အခုပဲသူ့သားဖုန်းခေါ်ထားတယ်ဆိုပြီးတော့လာပြန်ထက်လာတာဖြစ်ပါလိမ့်မယ်ဆိုတော့တကားပွင့်လိုက်တဲ့အချိန်မှာသူ့သားကိုသူမတွေ့ပဲနဲ့ဘသူ့တွေ့လဲဆိုလို့ရှိရင်
အိမ်ရဲ့တကပောက်ရဲ့ရှေ့မှာအမဲရောင်ဝတ်စုံဝတ်ထားပြီးတော့ယောက်ျားလေးတယောက်မိန်းကလေးတယောက်အသက်အားဖြင့်17နှစ်လောက်ပဲရှိသေးတယ်အဲ့ကလေးတယောက်ကမတ်တက်ရက်ပြီးတော့သူ့ကိုစူးစိုက်ကြည့်နေစူးစိုက်ကြည့်နေတဲ့အချိန်မှာ तू ကမေးတယ်ပေါ့နော်မင်းတို့ကဘယ်သူတွေလဲပေါ့နော်ဘာလို့ငါသားကယ်ဗင်လို့ပြောတာလဲပေါ့ငါသားကယ်ဗင်ကဗမာလဲပေါ့အဲ့ဒါရှောက်ကြည့်နေတဲ့အချိန်မှာရှောက်ကြည့်နေတဲ့အချိန်မှာပဲသူ့သားကယ်ဗင်ကို तू ရှာနေတဲ့အချိန်မှာပဲအဲ့ကလေးတယောက်အမဲရောင်ဝတ်စုံနဲ့ကလေးတယောက်ကသူ့အိမ်ထဲကိုအသင်းပြေးဝင်သွားတာပြေးဝင်သွားတဲ့အချိန်မှာ तू ကအော်တာပေါ့နော်ဘာလို့ငါအိမ်ထဲကိုဝင်သွားတာလဲဆိုတော့ထူးဆန်းတာကဒီကလေးတွေကဝင်လိုက်တာနဲ့ကသူ့ရဲ့အိတ်ခန်းစီကိုတန်းပြီးတော့ဝင်သွားတာ तू ကလည်းနောက်ကနေလိုက်သွားတာပေါ့နော်လိုက်သွားတဲ့အချိန်မှာသူ့အိတ်ခမ်းထဲကိုဝင်သွားတဲ့အချိန်မှာသူ့ရဲ့အိတ်ရာပေါ်ကနေဒီကလေးတယောက်ကအဲ့လိုမျိုးတယောက်လက်ကိုတယောက်ကင်ပြီးတော့အဲ့လိုမျိုးခုံပေါက်ပြီးတော့စော့နေတာလေအဲ့ဒါနဲ့သူကစိတ်ဆိုးပြီးတော့အော်ပြောတာပေါ့နော်နေတို့တွေမထွက်သွားဘူးဆိုလို့ရှင်ငါရဲခေါ်လိုက်မှာတော့ဆိုပြီးပြောလိုက်တဲ့အချိန်မှာဒီကလေးတယောက်ကသူ့ကိုစူးစိုက်ကြည့်ပြီးတော့ငါတို့လုံးဝဘယ်မှကိုမသွားဘူးဆိုပြီးတော့ဒီအိမ်ထဲမှာပဲနေမယ်ဆိုပြီးတော့ငါတို့ကိုကူညီပါဆိုပြီးအဲ့လိုမျိုးပြောတာသူပြောနေတဲ့အချိန်မှာပဲဒီကလေးတယောက်ရဲ့မျက်လုံးတွေကလေအမဲရောင်တိတက်ကိုပြောင်းသွားတာကျွန်တော်မျက်လုံးမှာဆိုလို့ရှိရင်ဖြူနဲ့အမဲရှိတာလေဆိုတော့စကားပြောနေရင်မှာဒီကလေးတယောက်ရဲ့မျက်လုံးကအမဲရောင်ဆိုပြီးတော့ပြောင်းသွားပြီးတော့အဲ့လိုမျိုးတော်တော်လေးကိုကြောက်စရာကောင်းတဲ့ပုံစံအနေနဲ့ပြောင်းသွားတဲ့အချိန်မှာဒီအမျိုးသမီးတီလည်းပဲသူကမီရှဲကသူအိမ်ကနေထွက်ပြေးပြီးတော့အိမ်သားချင်းတွေကိုတကားတစ်ခေါက်တယ်ပေါ့နော်ဖြစ်ကြောင်းကုံစင်ကိုသူပြောပြီးတော့အိမ်သားချင်းတွေအကုန်လုံးနဲ့အိမ်ကိုပြန်လာပြီးတော့လာပြန်ကြည့်လိုက်တဲ့အချိန်မှာဘယ်သူမှမရှိနေဘူးအိမ်ထဲမှာဘယ်သူမှမရှိနေဘူး TV ကလည်းဖွင့်ရသားနဲ့အေးအေးဆေးပဲပြီးလို့ရှိရင်သူပြောတဲ့ခုနကအိယာပေါ်မှာကလေးရောက်ခုံပေါက်ပြေးစော့နေတဲ့ဒီသူ့ရဲ့အိယာကိုဝင်ကြည့်လိုက်တဲ့အချိန်မှာလဲစောင်းနေရအဲ့လိုမျိုးလုံးဝတည်တက်ပဲရှိနေတာပေါ့နော်ဆိုတော့ဘာလဲပေါ့အဲ့ဒါနဲ့ तू ကတကယ်လဲ तू ကြုံထားတဲ့အခါမှာ तू ပြောပြလိုက်တဲ့အချိန်မှာအိမ်သားချင်းတွေကကလေးတွေရဲ့မျက်လုံးကအမဲရောင်လားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာဟုတ်တယ်ပေါ့အဲ့ဒါငါပြောဖို့မေ့နေတာဆိုပြီးတော့လို့ပြောလိုက်တဲ့အချိန်မှာအိမ်သားချင်းတွေရဲ့မျက်လုံးတွေကလည်းအဲ့လိုမျိုးအရေးအယောင်လေးတွေပေါ့နော်အဲ့လိုလျှို့ဝှက်ထားတဲ့အရေးအယောင်လေးတွေတွေ့ရတယ်ပေါ့နော်အဲ့ဒါနဲ့မနဲ့လိုနေမျိုးမှာရဲစခန်းပေါ့သူတို့ကောင်တီရဲ့ရဲစခန်းကိုတွားပြီးတော့အကြောင်းကြားလိုက်တဲ့အချိန်မှာရဲစခန်းကလည်းသူ့ကိုဘာထုတ်ပြလဲဆိုလို့ရှိရင်ကလေးတယောက်အမဲရောင်မျက်လုံးနဲ့ကလေးတယောက်ကတခြားသောအိမ်တွေမှာလိုက်နှောက်ရှက်လို့ဆိုပြီးတော့ရဲစခန်းစီကိုတိုင်တဲ့တိုင်စာတွေအများကြီးဆိုပြီးတော့သူ့ကိုထုတ်ပြလိုက်တယ်ဒီ black eye နဲ့ကလေးတယောက်နှောက်ရှက်တဲ့ဒီတိုင်စာလေးတွေပေါ့နော်အများကြီးထုတ်ပြလိုက်တဲ့အချိန်မှာဒါဒီကလေးတယောက်ဒီဘသူတွေလဲဘလို့နာနာပါဝလဲပေါ့နော်ဆိုတော့ဒါကတော့ Texas ပြည်နယ်ကတကယ်ကိုလူပြောများနေတယ်အမဲရောင်မျက်လုံးနဲ့ကလေးတယောက်ကအခုချိန်ထိကိုရန်ဖန်ရန်ကလိုက်တောက်ရှက်နေသေးပဲဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဖတ်သိရတယ်ပေါ့နော်ဆိုတော့ဒါကတော့ story 1ဖြစ်ပါတယ် story 2ကကြတော့ rest area တခုအကြောင်းကိုကျွန်တော်ပြောပြပေးမယ် rest area ဆိုတာကဒီနိုင်ငံမှာကားသမားတွေအတွက်ပေါ့နော်ဒီ truck ကားမောင်းတဲ့ကားသမားတွေအတွက်နားနေလို့ရတဲ့နေရာကိုတကယ်ကိုအမိုက်စားလုပ်ပေးထားတာအဲ့လိုတပြည်နဲ့တပြည်နဲ့ကူးပြောင်းတဲ့အချိန်မှာကားသမားတွေအဲ့လိုမျိုးကုံတင်တဲ့ကားသမားတွေကသူတို့လမ်းပေါ်မှာပဲအိပ်ရတယ်နားရတယ်ရေမိုးချိုးရတယ်ဒေးတမောအိပ်ပြီးမှခီးဆက်တာမျိုးတွေဒါမှမဟုတ်အဲ့နေရာမှာပဲသူတို့ညလုံးပေါက်အိပ်ပြီးတော့မနက်လိုခါမျိုးမှာသူတို့တွေကပြန်ပြီးတော့ခီးဆက်တဲ့ခါမျိုးတွေရှိရလေဆိုတော့အဲ့ဒီက rest area ဒီ Kansas ပြည်နယ် American နိုင်ငံ Kansas ပြည်နယ်မှာရှိတဲ့ဒီအနားခိုလို့ရတဲ့ဒီအနားယူရတဲ့စခန်းပေါ့နော်အဲ့စခန်းမှာ6လက်မှုတစ်ခုဖြစ်ခဲ့တယ်တော်တော်လေးကို6လက်ကျန်းတဲ့နေရာတစ်ခုလို့တော့အခုချိန်မှာတတ်မှတ်လိုက်တာပေါ့နော်ဆိုတော့ Dallin ဆိုတဲ့အမျိုးသားတယောက်ကသူက truck ကားမောင်းလာတာကြာပြီအဲ့ဒီနေ့မှာ Kansas ပြည်နယ်မှာသူကကုန်တွေအဲ့လိုမျိုးတင်ရမယ်ဆိုပြီးသူရောက်လာတယ်အဲ့ဒီအနားယူတဲ့စခန်းစီကိုသူရောက်လာတယ်ပေါ့နော်ဆိုတော့သူကားပါကင်ထိုးလိုက်တဲ့အချိန်မှာသူ့လိုပဲလာနားယူတဲ့ဒီကားသမားတွေ၄ယောက်လောက်သူတွေ့ရပေါ့နော်ဆိုတော့ရေကြီးကလှုပ်တဲ့သူကလှုပ်နေမယ်တချင်းဆိုတဲ့သူကတချင်းဆိုနေမယ်မုတ်စားနေတဲ့သူကစားနေမယ်ရေဒီယိုနားထောင်နေတဲ့သူကနားထောင်နေမယ်ပေါ့အဲ့ဒါနဲ့သူကရေမိုးချိုးဖို့သူကယေရှုခန်းထဲကိုဝင်သွားတယ်ပြီးလို့ရှိရင်အိမ်ဓာထဲကိုဝင်သွားတဲ့အချိန်မှာအပေါ့ပါသွားနေတာပေါ့နော်အဲ့ဒါနဲ့သူကညောင်းလဲရောင်းနေတာနဲ့အိမ်ဓာထဲမှာပဲနည်းနည်းကြာသွားတယ်ပေါ့နော်ဖုန်းတွေပါကြည့်ပြီးတော့နည်းနည်းကြာသွားတယ်ကြာသွားတဲ့အချိန်မှာဒီစက္ကန့်30စက္ကန့်40လောက်ကြာသွားတဲ့အချိန်မှာသူ့ရဲ့ဒီအင်တာနက်ကားကိုတော်ဆိုပြီးတော့အဲ့လိုမျိုးအတင်းဆွဲဖွင့်တဲ့ပုံစံပေါ့နော်ဒါပေမဲ့သူသိလိုက်တာတကူကအခုသူထိုင်နေတဲ့အင်တာကနေအိမ်
ဒီနိုင်ငံအင်တာတွေကအဲ့လိုမျိုးအောက်ကိုငုံကြည့်လို့ရှိရင်ဘေးဘက်အင်တာတွေကလည်းဘယ်သူရှိနေလဲဆိုတာကိုကျွန်တော်မြင်ရလေခြေထောက်တဝက်မြင်ရတာကိုဆိုတော့သူငုံကြည့်လိုက်တဲ့အချိန်မှာဘယ်သူမှမရှိဘူးဆိုတော့ तू တက်နေတဲ့အင်တာကိုမှဘာလို့အတင်းတကားလာဆွေးဖွင့်နေတာလဲပေါ့နော်အဲ့ဒါနဲ့ तू ကအရှိတကားကို तू ကြည့်လိုက်တဲ့အချိန်မှာလေဘာခြေထောက်မှလည်း तू မတွေ့ဘူးဆိုတော့အော်လေတိုးတာပဲဖြစ်မှာပါဆိုပြီးတော့အမှုမဲ့မှတ်ပဲ तू ကထားလိုက်တယ်အဲ့ဒါ तू ကဆက်ပြီးတော့ဖုန်းသုံးတာပေါ့ဖုန်းသုံးနေ तू ထိုင်ရင်းနဲ့အဲ့လိုပဲထပ်ဖြစ်ပြန်ပြီတုံဆိုပြီးတော့အဲ့ဒါနဲ့ဘောက်တော့ဦးဆို तू ကစိတ်တူသွားတယ်ပေါ့နော်စိတ်တူက तू ကပင်ပန်းတာတော့မှောက်ပိုင်လာပြီးတော့အာယုံလာစားတာလဲပေါ့နော်အဲ့ဒါနဲ့ချက်ချင်းပဲတကားဝုန်းနေဆိုပြီးတော့ तू ကဖွင့်လိုက်တဲ့အချိန်မှာဘယ်သူမှမရှိဘူးအေးရေချိုးခန်းပတ်ဝန်းကျင်မှာလည်းဘယ်သူမှမရှိသူတို့အိမ်တာပတ်ဝန်းကျင်မှာလည်းဘယ်သူမှမရှိဘူးသူတယောက်ပဲရှိတယ်အဲ့ဒါနဲ့โอเคပေါ့လေပဲတိုးတာဖြစ်ပါလိမ့်မယ်ပေါ့နော်သူလည်းတကားမှမရောက်ဘူးတဲ့အခါကျတော့အဲ့ဒါနဲ့ तू ကလက်ဆေးနေတယ်ပေါ့နော်ဘေးစင်မှာလက်ဆေးနေတယ် तू ကသူ့လက်ကိုတေချာကြည့်ပြီး तू လက်ဆေးနေတဲ့အချိန်မှာလက်လဲဆေးပြီးတဲ့အချိန်မှာမှန်ရှိတဲ့နေရာကို तू ကမော့ကြည့်လိုက်တဲ့အချိန်မှာမှန်ဆိုတဲ့အရာမျိုးကကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျက်နှာပဲကျွန်တော်မြင်ရပါလိမ့်နော်ဒါပေမဲ့အခုဒီ Dylan ဆိုတဲ့အမျိုးသားက तू မှန်ကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့ပုံကို तू မြင်ရတဲ့အစားဘာတော့မြင်ရလဲဆိုလို့ရှိရင်မိန်းလေးတယောက်ကမျက်နှာတစ်ခုလုံးကသွေးတန်တရဲရဲနဲ့ပေါ့နော်ဒီလိုမျက်နှာဒီကနေဒီထိကိုအဲ့လိုမျိုးသားခုတ်ခံထိထားတဲ့တန်ရာပေါက်ပြဲနေတဲ့တန်ရာနဲ့အဲ့လိုမျိုးသူ့ကိုလေအဲ့လိုငိုပြီးတော့အဲ့လိုမျိုးအကူကြီးတောင်းနေတဲ့ပုံစံပေါ့နော်တကယ်ကိုငိုပြီးတော့နာကျင်နေတဲ့အမျိုးသမီးတယောက်သွေးတန်ရဲရဲနဲ့မျက်နှာတစ်ခုကိုသူ့ရဲ့မျက်နှာအနေနဲ့မြင်သွားတယ်ဗျာစဉ်းစားကြည့်အဲ့နေရာမှာအဲ့ဒါနဲ့ तू ကဝုန်းနေဆိုပြီးတော့ तू ကအဲ့လိုမျိုးပြစ်လဲကျသွားပြီးတော့ तू အော်ရပါတော့အော်တော့အရှိကလူတွေကလည်းဘာဖြစ်တာလဲမသိဘူးဆိုပြီးတော့ဒီကားသမားတွေကလည်းအကလုံးပြေးဝင်လာတဲ့အချိန်မှာအဲ့ကားသမားတွေကလည်းရောက်လာတဲ့အချိန်မှာသူ့ဘေးနားကနေအမျိုးသမီးတယောက်တည်းသူ့ပေါ်မှာအဲ့လိုမျိုးခွထိုင်ပြီးတော့အဲ့လိုမျိုးပေါ့နော်လက်ဘင်းညှစ်နေတာတဲ့အဲ့လိုမြင်ရတယ်ပေါ့နော်ဆိုတော့သူတို့ထင်ထားတာကကားသမားတွေကအဲ့လိုမျိုးအမျိုးသမီးတွေပါတွေခေါ်တက်တဲ့အချင်းရှိတာဟုတ်ဆိုအဲ့လိုမျိုးထင်သွားတာပေါ့နော်အဲ့ဒါနဲ့သူတို့တွေကအဲ့လိုမျိုးစက်ကမဖြစ်ကြပါနဲ့ဆိုပြီးတော့ကားသမားတယောက်ကသူကဝင်ဖြန့်ဖြေဖို့ပေါ့နော်ဝင်လိုက်တဲ့အချိန်မှာလေတိုးတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ဘယ်သူမှမရှိဘူးကားသမားကလည်း तू ကမျက်မြင်ကိုတွေ့ကို तू အသေးချာကိုမြင်သွားတာဒါပေမဲ့ तू လဲဝင်ဖို့အဲ့လိုမျိုးအဲ့လိုရံပွဲကိုဖြေဖို့ပေါ့နော်အဲ့လိုမျိုးလောက်လိုက်တဲ့အချိန်မှာလဲကြနေတဲ့ကားသမားတယောက်ကပဲအဲ့လိုမျိုးဝူဒဝါရာဖြစ်နေတာပေါ့နော်ဘယ်သူမှမရှိဘူးဆိုတော့လုံးဝကိုနေခင်းကြောင်တောင်ယူကွာပြောချင်တာတိလားလုံးဝကိုကြောက်စရာကောင်းအောင်6ခံထိတာတယောက်စလုံးဖြစ်သွားတယ်ကွာကျန်တဲ့သူတွေကလည်းနောက်မှရောက်လာတဲ့အခါမှာဘာဖြစ်တာလဲပေါ့မေးလိုက်တဲ့အချိန်မှာအဲ့လိုမျိုးရှိရပေါ့နော်ခင်ဗျာသူမျက်နှာကိုမြင်လိုက်လားပေါ့နော်အဲ့မျက်နှာမြင်လိုက်တဲ့တယောက်က Dylan ကဒီကနောက်ထပ်ကားသမားကိုမေးလိုက်တဲ့အချိန်မမြင်ရဘူးပေါ့နော်အဲ့လိုမျိုးစပင်ပဲဖားရချပြီးတော့မင်းကိုလက်ပင်းညှစ်နေအောင်ဘယ်ကမြင်ခဲ့တာပေါ့နော်ဟုတ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာမနေတာပဲကောင်းတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ထွက်တဲ့အချိန်မှာနောက်ထပ်ကားသမားတယောက်ကလူကြီးတယောက်ကပေါ့နော်သူကလည်းကားသမားပဲအဲ့ဒါဘာဖြစ်ကြရလဲပေါ့သူအဲ့လိုမေးလိုက်တဲ့အချိန်မှာပြောပြရတယ်ပေါ့နော်ဖြစ်ချောင်းကုန်စင်ပြောပြလိုက်တဲ့အချိန်မှာအဲ့ကားသမားကဘာပြောလဲဆိုလို့ရှိရင်ဟုတ်တယ်တဲ့လွန်ခဲ့တဲ့1989ခုနှစ်ကတဲ့ဒီနေရာကတဲ့တင်းချိုင်းဟောင်းတစ်ခုပေါ့နော်တင်းချိုင်းဟောင်းဆိုတာအဲ့လိုမျိုးလူတိုင်းကိုလာပြီးတော့မြုပ်နှံနေတာမျိုးမဟုတ်ဘူးအဲ့လိုမျိုးဒီလူသက်သမားတွေလူသက်ပြီးလို့ရှိရင်ဒီနေရာမှာသူတို့တွေဒီတက်ကွဲလိုပုံစံမျိုးပေါ့နော်သူတို့အသုံးပြုခဲ့ကြတဲ့နေရာလို့ဒီလူကြီးတွေရဲ့အဖိုးအဖွားတွေကပြောပြခဲ့လို့သူတို့သိတာပေါ့နော်ဆိုတော့ဒီနေရာက6လန့်ကျန်းနေပေါ့နော်ဆိုတော့တယောက်တည်းဆိုလို့ရှိရင်ဘသူမှမနာရဲကြဘူးပေါ့နော်ဒီနေရာကိုသိတဲ့သူဆိုလို့ရှိရင်ဒီအနားယူစခန်းကတယောက်တည်းဆိုလို့ရှိရင်နေခင်းကြောင်တောင်တော့မှဘသူပဲဝါမှဝင်နားလည်းမရှိကြဘူးပေါ့နော်3-4-5ယောက်မှအဲ့လိုမျိုးအိမ်ထောင်ဝင်တာတော့မှအဲ့လိုမျိုးအတူတူဝင်ကြတဲ့အခါမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီ Kansas ပြည်နယ်မှာရှိတဲ့ဒီအနားယူလို့ရတဲ့ rest area တခုက6လက်အရန်ချမ်းတဲ့နေရာတခုပေါ့နော်မိုင်းတိုင်းဘလောက်မှာတော့ကျွန်တော်လည်းမဖတ်ခဲ့ရအောင်ပေါ့နော်ဆိုတော့rest area ဘယ်နှခုရှိနေလဲတော့ကျွန်တော်လည်းမသိဘူး Kansas ပြည်နယ်လည်းကျွန်တော်ရောက်ပူတဲ့အခါကျတော့ကောင်းမောင်းတဲ့သူတွေရရှိလို့ရှိရင် Kansas ပြည်နယ်ရောက်လို့ရှိရင်တော့တက်နိုင်တဲ့လောက်တော့လူများတဲ့နေရာမှာအနားယူပေါ့နော်ဆိုတော့ဒါကတော့ story 2ဖြစ်ပါတယ် story 3ကကြတော့တကယ်မရှိတဲ့ Taco Bell ဆိုင်ဆိုတဲ့ကောင်းစင်နဲ့ကျွန်တော်ပြောပြမယ်ပေါ့နော်Taco Bell ဆိုတာကလူတိုင်းသိကြမယ်လို့ထင်ပါတယ်အဲ့ဒါနာမည်ကြီးကဘာပေါ်မှာနာမည်ကြီးတဲ့စားသုံးဆိုင်လေးเนาะဆိုတော့ fast food ရောင်းတဲ့ဆိုင်ပေါ့လေထားပါတော့ဆိုတော့ KFC တို့အဲ့လိုမျိုးဒီ McDonald တို့ပုံစံဆိုင်ပါပဲသူကအဲ့လိုမျိုး Mexican အစားအစာလို့တော့ကျွန်တော်ထင်တာပဲပေါ့နော် Taco Bell ကအဲ့လိုပုံစံလေးတွေပေါ့လေရောင်းတဲ့ဆိုင်ဆိုတော့
ဘလို့ဖြစ်တာလဲဆိုလို့ရှိရင်ဒီဟိုဆေးဆိုတဲ့ကောင်လေးတယောက်ကသူနဲ့သူ့တငယ်ချင်း3ယောက်နဲ့ကသူတို့နေတဲ့မြို့ဒီ Abazo ဆိုတဲ့မြို့ကနေ Texas ပြည်နယ်ဒီ Dallas မြို့ကို road trip သူတို့ကားမောင်းပြီးတော့ခီးထွက်လာကြတယ်ဆိုတော့ road trip ဆိုတာကအဲ့လိုမိုင်းရှီမောင်းလာတာဆိုတော့သူတို့လည်းတော်တော်ပင်ပန်းနေပြီးညောင်းနေပြီးဆိုတော့နားလို့ရတဲ့စားသုံးဆိုင်တစ်ခုခုကိုသူတို့ရှာနေတာပေါ့နော်ဆိုတော့လမ်းပေါ်ကနေပြထားတဲ့ sign တွေကိုလည်းသူတို့ကသတိထားပြီးတော့ကြည့်နေတာပေါ့နော်ဘယ်မှာနားလို့ရမှာလဲဘယ်မှာစားသုံးဆိုင်ရှိမှာလဲဆိုဒီနိုင်ငံမှာအဲ့လိုပြတာကိုအဲ့ဒါနဲ့မောင်းရင်းနဲ့အဲ့မှာတာကိုဘဲဆိုင်ဆိုတဲ့ဒီခေါင်းလောင်းပုံစံလေသူတို့ရဲ့ဒီဆိုင် logo ခေါင်းလောင်းပုံစံကိုဆိုအဲ့ခေါင်းလောင်းပုံစံနဲ့ပြထားတယ်ဘာလို့ဆိုတော့ဒီလိုလမ်းလွှဲလို့ရှိရင်တာကိုဘဲဆိုင်ရှိပါတယ်ဆိုတဲ့ဟာကို highway လမ်းပေါ်မှာသူတို့တွေ့သွားတဲ့အချိန်မှာ okay ငါတို့အဲ့တာကိုဘဲဆိုင်မှာနားမယ်မုတ်တွေစားကြမယ်ဆိုပြီးတော့လမ်းလွှဲလိုက်တဲ့ပတ်ချမ်းကိုသူတို့ဒီမောင်းလာတယ်ပေါ့နော်မောင်းလာတဲ့အချိန်မှာစတင်ပြီးတော့အဲ့လမ်းလွှဲကိုမောင်းလာတဲ့တောက်လျှောက်ကဒီပြောင်းချံတွေပဲပေါ့နော်ပြောင်းခင်းပေါ့နော်ပြောမှဆိုလို့ရှိရင်ပြောင်းခင်းတွေပဲအဲ့ဒါနဲ့အဲ့ဒါလည်းသူတို့အတွက်ကမထူးဆန်းဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်အမေရိကမှာဒီ highway လမ်းတွေမှာလူတူတိတ်မပေါက်တဲ့နေရာမှာအဲ့လို KFC တို့ McDonald တို့ပုံစံဆိုင်တွေမှာဒီလာဖွင့်တက်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကားသမားတွေတို့သူတို့တွေဦးစားပေးဖွင့်တဲ့နေရာမျိုးတွေပေါ့နိဆိုတော့သူတွေကလည်းမထူးဆန်းဘူးပေါ့နော်ဆိုတော့ပြောင်းခင်းတွေဖြတ်ပြီးတော့အဲ့မှာပြောင်းခင်းကြားတဲ့နေရာမှာအဲ့ Dago by Us ဆိုင်ကဖွင့်ထားတယ်ပေါ့နော်အဲ့ဒါနဲ့ကားပါကင်နေရာလည်းရှိတယ်အဆောက်အုံကလည်းတော်တော်လေးကိုတစ်လွင်နေတာပေါ့နော်အဲ့ဒါအစ်စ်ဖြစ်ပါလိမ့်မယ်ဆိုပြီးတော့အဲ့ဒါနဲ့သူတို့အဲ့ Dago by ဆိုင်ကကားပါကင်နေရာမှာသူတွေကကားပါကင်ထိုးပြီးတော့သူတို့အညောင်းညာတွေဖြည့်နေတဲ့အချိန်မှာဘေးကကားတွေကိုကြည့်လိုက်တဲ့အချိန်မှာကား3-5စီးကရက်ထားတယ်ပေါ့နော်သူတို့လိုပဲ road trip လာကြရင်လည်းဒီဆိုင်ကိုလူတိသားပဲပေါ့နော်အဲ့ဒါနဲ့သူတို့ကဆိုင်ထဲဝင်လာဆိုင်ထဲစဝင်တာနဲ့အဲ့ထူးဆန်းတဲ့ဟာဘာဖြစ်လဲဆိုလို့ရှိရင်ဆိုင်ကဝန်ထမ်းတွေအကုန်လုံးကသူတို့တွေကိုအဲ့လိုမျိုးអော်ပြီးတော့နှုတ်ဆက်တာလေအဲ့လိုဆိုင်တွေကဝင်လိုက်တာနဲ့ကသူတို့နာမည်တယောက်ချင်းစီကိုမှိတ်ဆက်တာထားပါတော့ဟိုဆေးဆိုလို့ရှိရင်ဟိုဆေး welcome bar ဆိုပြီးတော့အဲ့လိုမျိုးអော်တာဆိုတော့သူတို့ကဒီဆိုင်ကိုတခါမှလည်းမရောက်ဘူးဒါပထမဦးဆုံးရောက်ဘူးတာဆိုတော့ဒီဝန်ထမ်းတွေကသူတို့ရဲ့နာမည်ကိုသိစရာအကြောင်းမရှိဘူးအဲ့ဒါနဲ့သူတို့တွေကထားပါတော့ပေါ့နော်ဒီတိုင်းပဲတိုက်ဆိုင်လို့ပါဖြစ်มาလိမ့်မယ်ဆိုပြီးတော့အဲ့ဒါနဲ့မုတ်တွေပါတယ်မှာပြီးတော့မုတ်မရတဲ့အချိန်မှာသူတို့ကထိုင်ပြီးတော့စောက်နေတာပေါ့နော်စောက်တဲ့အချိန်မှာအဲ့အလုံးလုံးနေတဲ့ဝန်ထမ်းတွေအကုန်လုံးကိုသူတို့ကြည့်လိုက်တဲ့အချိန်မှာဝန်ထမ်းတွေကပြုံးနေတဲ့အပြုံးကတပုံစံလေးတွေဖြစ်နေတယ်ပြီးလို့ရှိရင်အဲ့လိုမျိုးလေလူဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေသူတို့မုတ်စောက်နေတဲ့အချိန်တော်သွင်းမှာဝဲကမ်းမှာကြိုးစိုးပါတယ်ဆိုတဲ့စကားကလေအခောက်ပေါင်း20ကျော်တော့မှသူတို့တွေကထက်ခါအဲ့လိုပြောနေတာပေါ့နော်ဆိုတော့ဒါတော့တော်တော်လေးကိုထူးဆန်းနေတာပေါ့နော်ပုံမှန်မဟုတ်တယ်လို့ခံစားရတယ်ကြောတွေချမ်းလာတဲ့အခါမှာသူတို့တွေကငါတို့မစားတော့ရင်ကောင်းမယ်ထင်တယ်ဆိုပြီးတော့အဲ့ဒါနဲ့ဒီအဆိုင်ကနေထွက်လာပြီးတော့အဆိုင်ရှိမှာပဲထွက်ဆောက်နေတဲ့ပုံစံနဲ့ပေါ့နော်အဲ့ဒါနဲ့ကားထဲပြန်ဝင်ဆိုပြီးတော့အဲ့လိုနဲ့ကားထဲပြန်ဝင်လိုက်တဲ့အချိန်မှာခုနကဒီကားရက်တဲ့အချိန်မှာသူတို့တွေးလိုက်တဲ့သူတို့လိုပဲရက်ထားတဲ့ကား3-4စီးဟာမရှိတော့ဘူးဘာကားမှလည်းမရှိသလိုအဲ့ဆိုင်ထဲကိုသူတို့လှမ်းကြည့်လိုက်တဲ့အချိန်မှာလည်းအဲ့ဆိုင်ထဲမှာဝန်ထမ်းတွေအကုန်လုံးကသူတို့ကိုကြည့်ပြီးတော့အဲ့လိုမျိုးပြုံးပြနေတယ်လက်ပြနှုတ်ဆက်နေတယ်တဲ့အဲ့ဒါနဲ့သူတို့တွေကကားထဲကိုပြန်ဝင်ပြီးတော့အဲ့မောင်းလာတယ်ပေါ့နော်ကြောချမ်းနဲ့ပဲမောင်းလာပြီးတော့ဒီ Dallas မြို့ကိုရောက်လာတယ်သူတို့လဲဘက်ဆရာရှက်လဲဘက်ပြီးတော့နောက်ထပ်2ရက်လူပုံစံမျိုးမှာဒီသူတို့နေတဲ့မြို့စီကိုသူတို့ပြန်လာတယ်ပေါ့နော်ပြန်လာတဲ့အချိန်မှာလူငယ်တွေဆိုတော့ကွယ်သိလားမလားအဲ့လိုမျိုးဘာမှမဖြစ်တော့ပါဘူးဆိုပြီးတော့အဲ့ဒီနေရာကိုပဲသူတို့တွေကမှတ်ထားပြီးတော့ပြန်လာတဲ့လမ်းမှာသူတို့ထပ်ဝင်မယ်ဆိုပြီးတော့အဲ့ Dago Bell ဆိုင်ကိုပဲသူတို့ထပ်ဝင်မယ်ဆိုပြီးတော့လောက်တာအဲ့ဒါနဲ့အဲ့ပြောင်းခင်းရှိတဲ့လမ်းလွဲတနေရာကိုသူတို့ထပ်ပြီးတော့ရောက်လာပြီးတော့သူတို့ဝင်သွားတယ်ပေါ့နော်ဝင်လိုက်တဲ့အချိန်မှာလေဝင်လာတဲ့တောက်လျှောက်မှာဘာ Dago Bell မှလည်းမရှိသလိုဘာဆိုင်မှလည်းမရှိဘူးပြောင်းခင်းပဲရှိနေတာပေါ့နော်ပြောင်းခင်းပဲရှိနေတယ်ဒါဘာ Dago Bell မရှိဘာစားတော့ဆိုင်မှမရှိဘူး Dago Bell မပြောနဲ့ဘာစားတော့ဆိုင်မှမရှိဘူးအဲ့ဒါနဲ့သူတို့လည်းမောင်းလာတယ်တော်တော်ကြာနေပြီအဲ့ဒါနဲ့သူတို့ကကားရက်ပြီးတော့အဲ့ပြောင်းခင်းတဲ့နေရာကနေပေါ့နော်သူတို့ထွက်ပြီးတော့အဲ့လိုမျိုးစကားတွေပါတယ်မတည့်ရက်ပြီးတော့ပြောနေကြဟိုជីလုံနေတဲ့အချိန်မှာအဲ့ပြောင်းခင်းကဒီဘိုင်ရှင်လို့ထင်ရတဲ့လယ်သမားတယောက်ကသူကထွက်လာပြီးတော့မင်းတို့ဘာတွေရှာနေရလဲပေါ့နော်ဒီလမ်းမှာမင်းတို့သွားရမယ်လမ်းလည်းမဟုတ်ဘူးပေါ့နော်ဒီနားထဲမှာဒီလမ်းကအဲ့လိုလယ်လောက်တဲ့သူတွေပဲလာတဲ့လမ်းပေါ့မင်းတို့ဘယ်သူရှာနေရလဲပေါ့နော်လမ်းပြောက်တာလားပေါ့လေအဲ့ဒါနဲ့ကျွန်တော်တို့ဒီနားမှာပေါ့နော် Dago Bell ကကျွန်တော်တို့အလာတုန်းက Dago Bell ဆိုင်ပေါ့နော်ကျွန်တော်တို့စားခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ပြန်လာရှာတာပါဆိုပြီးတော့ဒီလေသမားကဘာဖြစ်လဲဆိုတော့သူကပြုံးပြီးတော့ရီတယ်ပေါ့နော်ရီပြီးတော့ဒီကလေးတွေကိုဘာပြောလဲဆိုလို့ရှိရင်မင်းတို့လည်းဒီ Dago Bell ဝန်ထမ်းတွေနဲ့အဲ့လိုမျိုးခင်ပြီးတော့ပြန်လာရှာတာလားဆိုပြီးတော့အဲ့လိုပြောလိုက်တဲ့အချိန်မှာ
ထူးဆန်းသွားတယ်ပေါ့နော်အဲ့ဒါနဲ့ဒီလေသမားကိုသူတို့မေးလိုက်တဲ့အချိန်မှာမဟုတ်ဘူးတဲ့အဲ့ဒါကအယောင်ဆောင်တွေတဲ့အယောင်ဆောင်ဆိုတာကအဲ့လိုမျိုးကျွန်တော်ဘုရားဘာသာအရဆိုလို့ရှိရင်ကြက်ရွာပေါ့နော်အဲ့လိုပုံစံပေါ့နော်အယောင်ဆောင်အဲ့လိုမျိုးဒီမဟုတ်တဲ့အရာလေးပေါ့နော်အဲ့လိုမျိုးမြင်အမမြင်အတဲ့အရာတွေကလှည့်စားလို့မင်းတို့ကိုအဲ့လိုမျိုးဒီလိုမျိုးလုပ်လိုက်တာပေါ့နော်ဆိုတော့သူတို့ထူးဆန်းတာတကွာဘာလဲဆိုလို့ရှိရင်ဘာလို့ဒက်ကိုဘဲဆိုင်ကိုအဲ့လိုမျိုးဒီမြင်အမမြင်တဲ့အရာနဲ့တွားပြီးတော့မြင်ရတာလဲပေါ့နော်အဲ့ဒါကဘသူမှလည်းအဖြစ်မသိသလိုအဲ့ဒက်ကိုဘဲဆိုင်ကသူတို့တအုပ်စုတွေပဲကြုံခဲ့တာမဟုတ်ဒီလေသမားပြောပြပုံရဆိုလို့ရှိရင်သူတို့လိုပဲပြန်ရောက်လာတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကြောချမ်းစရာကြီးเนาะဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းကားသမားတွေကအဲ့လိုမျိုးသမင်းဆိုင်တို့ဘာလို့ဆိုလို့ရှိရင်အဲ့လိုပဲကြုံခဲ့ရလေတကယ်လည်းဝင်သွားရောဘယ်သူမှမရှိ6တွေ့နေတာပဲဒါမှမဟုတ်အဲ့လိုမျိုးတင်းချိုင်းရောက်နေတဲ့သူတွေအဲ့လိုမျိုးလေမနဲ့မိုးလင်းတာနဲ့နိုးလာတဲ့အခါမှာသမင်းဆိုင်လို့အိတ်နေတဲ့အခါမှာပြန်နိုးလာတဲ့အခါမှာတင်းချိုင်းဖြစ်နေတာမျိုးတွေအဲ့လိုလေကျွန်တော်ကြားခဲ့ပူတာကိုဆိုတော့ဒါတော့တကယ်မရှိတဲ့ဓာတ်ကိုပဲဆိုရဲဒီတကယ်နာမည်ကြီးခဲ့ဖြစ်အမှန်ပုံပြင်လေးတစ်ပုဒ်ကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒါကတော့ story 3ဖြစ်ပါတယ် story number 4ကမော်လမြိုင်ကကားမောင်းတဲ့အကိုတယောက်ကကျွန်တော်လာပို့ပေးထားတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်အကိုဆိုတော့သူကမော်လမြိုင်ကနေကြိုက်ထိုကိုလူတော့ပို့တာပြန်လာတဲ့လမ်းမှာဘယ်သူမှမပါဘူးပေါ့သူတယောက်တည်းပြန်လာရမယ့်ပုံစံပေါ့လေဆိုတော့လူကြီးတွေကိုတော့ပို့တာတဲ့သူမောင်းတဲ့ကားက light truck ကားပေါ့နော် light truck ကားဆိုတာအနောက်မှာဟောကြီးလေနော်အများကြီးစီးလို့ရတဲ့ပုံစံလေအဲ့ဒါသူကကြိုက်ထိုကိုတော့ပို့လိုက်တဲ့အချိန်မှာကြိုက်ထိုမှာလည်းသူ့ရဲ့တငယ်ချင်းတွေကတော်တော်များများရှိတဲ့အခါမှာမရောက်တာလည်းကြာပြီဆိုတော့ရောက်လက်စားနဲ့တငယ်ချင်းအိမ်ကိုအိမ်ပေါ်တအိမ်စင်းပေါ့နော်အဲ့လိုမျိုးတွားပြီးတော့ရှောက်လဲနေတာပေါ့နော်ရှောက်လဲပြီးတော့ညမိုးချုပ်သွားတယ်ပေါ့နော်အိတ်ခါတော့2018ဆိုတော့ကျွန်တော်တို့ပို့ပါနဲ့လွတ်သွားလာလို့ရတဲ့အခြေအနေမျိုးမှာရှိရလေနော်ဆိုတော့အဲ့ဒါနဲ့မိုးချုပ်လဲသူကပြန်မယ်ဆိုပြီးတော့တငယ်ချင်းတွေတားတဲ့ကြားကနေပဲသူကကြိုက်ထွားနဲ့ထွက်လာတဲ့အချိန်မှာ10နိုင်ထိုးခါနီးနေပြီတော့9နိုင်40 45မိနစ်လောက်ရှိနေပြီဆိုတော့သူကဖြည်းဖြည်းပဲမောင်းလာတယ်မိုးတွင်းဆိုတော့မိုးတွေလည်းဖြောက်ကြာနေတာပေါ့နော်တနေရာရောက်တဲ့အခါမှာအဲ့လိုတိုးကိတ်ကြော်တနေရာရောက်တဲ့အခါမှာတားမိ3ယောက်ကအဲ့လိုမျိုးဒီအမျိုးသမီးတယောက်ကသူ့ရင်ဘတ်မှာတားလေးတယောက်ကိုပွင့်ထားတယ်ပြီးလို့ရှိရင်ဒီလက်တစ်ဖက်ကလည်းနောက်ထပ်တားလေးတယောက်ကိုဆွဲထားတယ်ပေါ့နော်တားမိ3ယောက်ကအဲ့မိုးဖြောက်ကျနေတဲ့ဒီမိုးကြီးအောက်မှာဘာအကာအကွယ်မှမပါဘာထီးမှမပါမနဲ့သူတို့ကားကိုအဲ့လိုလှမ်းသားနေတဲ့ပုံစံသူတွေ့သွားတယ်ပေါ့အဲ့ဒါနဲ့အဲ့တာမီ3ယောက်စီကိုသူကားရက်လိုက်တယ်ပြီးလို့ချင်းသူမေးတယ်ပေါ့နော်အဲ့ဒါနဲ့ဒီအနီးနားမှာရှိတဲ့ရွာသူရွာကိုလမ်းကြုံလိုက်ချင်လို့ပါဆိုပြီးပြောလိုက်တဲ့အချိန်မှာအသက်ပေါ့လိုက်ထွက်ကားပဲဆိုတော့နောက်ကနေခြောင်ကြီးပဲဆိုပြီးတော့အဲ့မှာတက်တယ်နောက်ချိမှန်နဲ့သူကျွေးလိုက်တဲ့အချိန်မှာလေတကယ်ပဲတက်လာကြတယ်တာမီ3ယောက်ပေါ့နော်အဲ့ဒါနဲ့မောင်းလာတဲ့အချိန်မှာတဲ့သူ့ကားပဲသူထင်လာလားတော့မသိဘူးတဲ့တော်လေးကိုလေးနေရပေါ့နော်3ယောက်ပဲတင်လာတာကအဲ့လိုမျိုးသူ့စိတ်ထဲမှာတကယ်ကိုလေအဲ့လိုမျိုးစံအိတ်တွေတင်လာသလိုပဲလေးနေတာပေါ့နော်အဲ့ဒါနဲ့မောင်းလာတဲ့အချိန်မှာသူတို့ပြောတဲ့ဒီအမျိုးသမီးသွားကျင်တဲ့ရွာကအဲ့လိုကြိုက်ထုံတဲ့မော်လမြိုင်ကြားရွာပေါ့နော်ထားပါတော့ဆိုတော့အဲ့ရွာကိုသွားကျင်တာဒါပေမဲ့ဘာဖြစ်လဲဆိုလို့ချင်းမောင်းလာရင်းနဲ့တအားလောက်လဲကြာတဲ့အခါမှာဒီသွားကျင်တဲ့ရွာကိုမရောက်သေးဘူးအဲ့ချိန်မှာဒီနောက်ကမှန်ပေါ့နော်အဲ့လိုမျိုးကားမောင်းတဲ့အကိုရဲ့အနောက်ကမှန်ကအဲ့လိုမျိုးခောက်တန်ကြရတယ်ခောက်တန်ကြတဲ့အချိန်မှာသူကဒီအကိုကလှည့်ကြည့်လိုက်တဲ့အချိန်မှာဒီအမျိုးသမီးကရက်ခိုင်းတဲ့ပုံစံပေါ့နော်ရက်ခိုင်းတဲ့ပုံစံပြတဲ့အချိန်မှာဒီအကိုကရက်လိုက်တဲ့အချိန်မှာဒီအမျိုးသမီးကလည်းဆင်းလာပြီးတော့သူ့ကိုလာနှုတ်ဆက်တယ်ပေါ့နော်ကျေးဇူးတင်ကြောင်းပြောတယ်ပြီးလို့ရှိရင်ဒီမှာပဲကျမတို့ဆင်းလိုက်မယ်ပေါ့ပြောလိုက်တဲ့အချိန်မှာဒီအကိုကသူ့ကိုပြန်မေးရပေါ့နော်နေတော့ကလည်းတဲ့မိုးလဲရွာနဲ့ဘာအကာဝဲမပါဘူးလားကလေးတွေပေါ့နော်ကလေးတွေလည်းပါနေတဲ့အခါမှာဆိုတော့ဒီလိုပါပဲအကိုရဲတဲ့ဒီလိုပါပဲဆိုပြီးတော့အဲ့လိုမျိုးအဲ့လိုရန်ကိုရင်မောနေတဲ့ပုံစံနဲ့တကယ်ကိုမရွှေမလန်းတဲ့ပုံစံနဲ့ပြောနေတာပေါ့နော်သူကအဲ့ဒါနဲ့ဒီတော့ဘယ်သွားကြမှာလဲပေါ့နော်10နိုင်လဲထိုးခါနေနေပြီဒီနားမှာဘာဒီလောက်မှောင်နေပေါ့နော်အဲ့ရက်တဲ့နေရာကလည်းဘယ်လိုလဲဆိုလို့ရှိရင်သူရက်ခိုင်းတဲ့နေရာကလည်းအဲ့လိုတောင်ကတုံးလိုပုံစံမျိုးပေါ့နော်တကယ်ကိုမှောင်တဲ့နေရာဘာဆိုင်မှလည်းမရှိသလိုဘာမှမရှိဘူးတကယ်ကိုလေတိတ်ဆိတ်နေတဲ့အချိန်အဲ့လိုသူတို့ကားကိုကြော်သွားတဲ့ကား3-4စီးပဲရှိရပေါ့နော်အဲ့ဒါနဲ့ဒီအမျိုးသမီးကလည်းဗာပြောလဲဆိုလို့ရှိရင်ရတယ်တဲ့သမီးတို့ဒီမှာပဲနေတာတဲ့ဒီမှာပဲတွားလိုက်တော့မယ်ဆိုပြီးတော့သမီးတို့တွားတတ်တယ်ပေါ့နော်အဲ့လိုပြောလိုက်တဲ့အချိန်မှာသူမျက်စိထဲမှာပဲဒီအမျိုးသမီးကသူ့သားလေးကိုသူလက်ဆွဲပြီးတော့တားမိ3ယောက်ကကားလက်ဟိုတစ်ဖက်ကိုကူးပြီးတော့အိတ်မောင်တဲ့အထဲကိုပဲဝင်သွားတဲ့အချိန်မှာလေဘလောက်ပဲမောင်လေလူ3ယောက်ဝင်သွားတယ်ဆိုတာကမြေကုန်ပြင်နေရမှာလေဒီတိုင်းပဲထိုင်ကြည့်နေတဲ့လူတစ်ယောက်နေနေဟုတ်တယ်မလားဒါပေမဲ့တဲ့ကားလဲဟိုဘက်လဲရောက်တဲ့အချိန်မှာအမှောင်ထုထဲကိုနည်းနည်းပဲအဲ့လိုမျိုးခြေလမ်း3-4လမ်းပဲဝင်လိုက်တဲ့အချိန်မှာ
ဝုန်းကလေးဆိုပြီးချက်ချင်းပျောက်သွားတယ်ဒီသားမိ3ယောက်ကလုံးဝသူ့မျက်လုံးထဲမှာမမြင်တော့ဘူးတဲ့အဲ့ဒါနဲ့သူကလည်းကြောက်နေတာပေါ့နော်ပါလဲပေါ့အဲ့ဒါနဲ့သူအဲ့လိုမျိုးတွေးနေတဲ့အချိန်မှာပဲသူ့ကားနောက်ကနေလို့ကားဟွန်သီးတန်ပေါ့နော်အဲ့လိုအကျယ်ကြီးပေါ့နော်အဲ့လိုကားဟွန်သီးတန်သူ့နားကိုလိုက်လာတယ်ပေါ့နော်လိုက်လာပြီးတော့အဲ့လိုသူ့နားကိုရက်ပြီးတော့အဲ့နောက်ထပ်ကားသမားတယောက်သူ့ပါမေးလဲဆိုမင်းဒီမှာဘာလုပ်နေရလဲပေါ့နော်ပြောလိုက်တဲ့အချိန်မှာအော်ဒီလိုလူပဲပေါ့နော်တားမိ3ယောက်သူတို့မှာကားလမ်းကြုံလိုက်စီးပြီးတော့ဒီမှာဆင်းစင်လို့တဲ့ဘယ်သွားမှမသိပါဘူးဗျာဆိုပြီးအဲ့လိုပြောလိုက်တဲ့အချိန်မှာဟိုကားသမားလည်းမျက်စိမျက်နှာပြတ်ပြီးတော့လာမြန်လာကားဆက်မြန်နှိုးပြီးတော့ငါစီကိုငါနောက်လိုက်ခဲ့ပေါ့နော်အဲ့လိုပြောလိုက်တဲ့အချိန်မှာလိုက်သွားတဲ့အချိန်မှာအဲ့လိုစားဖို့တောက်ဖို့နေရာတနေရာရောက်တဲ့အချိန်မှာကားသမားသူ့မေးတယ်ဘလို့ပုံစံလဲမေးလိုက်တဲ့အချိန်မှာကားသမားကဘာပြောလဲဆိုလို့ရှိရင်မင်းကြုံတွေ့ခဲ့ရတာကတဲ့အဲ့ဒါလူအစ်စ်မဟုတ်ဘူးတဲ့အဲ့မှာ तू ကြောင်သွားတာပေါ့နော် तू လည်းထင်နေတယ်ပေါ့နော်အဲ့လိုမျိုးလုံးဝချက်ခနဲ့ပျောက်သွားတဲ့အချိန်မှာအဲ့ဒါဆိုဘလို့လဲပေါ့နော်အကိုတို့ဘလို့သိထားလဲပေါ့နော်အဲ့နေရာကတဲ့မခင်ထွေးကြီးတို့အမြဲတမ်းကားလူကြုံတားဆီးတဲ့နေရာတဲ့ခင်ထွေးကြီးဆိုတာဘာတူလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း15နှစ်လောက်ကတဲ့အဲ့နေရာမှာတဲ့တားမိ3ယောက်ကသူ့အမျိုးသားပဲပေါ့နော်ဒီအမျိုးသမီးရဲ့အမျိုးသားပဲစေးကြောင်ပြီးတော့မွေးစဝါကြောင်ပြီးတော့အိမ်မှာခင်ထွေးကြီးရောတားမိ3ယောက်ကိုရောပေါ့နော်ရင်နှစ်ပြီးတော့တတ်လိုက်တာတဲ့အဲ့နေရာမှာပဲဒီတားမိ3ယောက်ရဲ့အလောင်းကိုပေါ့နော်ငွေကုန်အိတ်နဲ့ထည့်ပြီးတော့အဲ့နေရာမှာလာချထားတယ်ပေါ့နော်ဆိုတော့အဲ့တောင်ကရုံးနေရာမှာပဲတဲ့အမြဲတမ်းအဲ့နေရာမှာပဲအဲ့တောင်ကရုံးနေရာကတဲ့ချန်ရီဘာရီစိုက်လဲအဲ့လိုမျိုးမဖြစ်ထွန်းမှုပေါ့နော်အဲ့ဒါကြောင့်အမြဲတမ်းဒီတောင်ကရုံးနေရာမှာပဲတောင်ကရုံးပဲရှိနေတာပေါ့နော်ဆိုတော့ကြိုက်တူဘယ်နေရာလဲဆိုတော့ဒီအကောကကျွန်တော်ပြောပြခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပဲမမှတ်မိတာတော့အများနဲ့ဖြတ်သွားဖြတ်လာဖြစ်နေတဲ့နေရာပေါ့နော်အခုချိန်ထိတောင်ကရုံးပဲရှိနေတာပေါ့နော်ဆိုတော့အိမ်မခင်ထွေးကြီးဆိုတဲ့အမျိုးသမီးကတဲ့ကားသမားတွေတိုင်းကအဲ့လိုမျိုးလူကြုံတားဆီးခံရတယ်ပေါ့နော်ဆိုတော့ဒါကတော့ကားသမားတွေတိုင်းကြုံတွေ့ခဲ့ဘူးတဲ့အကြောင်းအရာလေးတစ်ပုဒ်တဲ့ဒါပေမဲ့အဲ့လိုမျိုးကြာအဲ့မှာမနေနဲ့ပေါ့နော်မင်းအဲ့လိုစိတ်အရန်ကိုဆွဲလန်းသွားပြီးတော့အမခင်ထွေးကြီးဝင်သွားတဲ့နေရာကိုလိုက်ဝင်သွားတဲ့ပုံစံမျိုးဖြစ်သွားမှကြောက်တယ်ပေါ့နော်လူစားလဲတာတွေပါအဲ့လိုမျိုးဖြစ်မှကြောက်လို့တဲ့ဒါပေမဲ့အဲ့လိုပုံစံမျိုးတစ်ခါမှတော့မဖြစ်ခဲ့ဘူးပေါ့နော်ဘာပဲပြောအဲ့လိုမျိုးတတိရှိတာတော့ကောင်းပါတယ်ဆိုပြီးအဲ့လိုပြောလိုက်တဲ့အချိန်မှာ तू ကသူ့ဘဝမှာကားမောင်းလာတဲ့တောက်လျှောက်မှာတခါမှတည်းမချောက်ခံထိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့တနာဖို့တော့ကောင်းတယ်တဲ့အဲ့ဒါလေးကိုကျွန်တော်ပြောတယ်ပေါ့နော် तू ဒီကားသမားတွေတိုင်းကြုံတွေ့ခဲ့ဘူးတဲ့မခင်တွေးကြည့်နေ तू လည်းကြုံခဲ့ဘူးလေဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြလာပြီးတယ်ပေါ့နော်ဒါကတော့ story 4ဖြစ်ပါတယ်ကဲဆိုတော့ story 1 2 3 4ကိုကျင်းနေကြလိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်နည်းနည်းမိုးမိထားတော့နှာစီးချင်နေတယ်ခေါင်းနည်းနည်းကိုက်ချင်နေတယ်ပေါ့နော်ဆိုတော့ဆေးတောက်ပြီးတော့အိတ်တော်မယ်ဒီနေ့ကတော့ဒါလောက်ပဲနောက်ထပ်လည်းဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့အမှုခင်းအကြောင်းအရာလေးတွေဒီလိုအကြောင်းအရာလေးတွေကိုလည်းဆက်ပြီးတော့လုပ်ပေးပါဦးမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့ the story time ဖြစ်ပါတယ်ဘူမဘူရေများတော့ပါတတာ